ဒီရန်ကုန်စီးတီးမှာနီးပါးချုပ်ဖြစ်လက်ခံရတော့အရန်ဝမ်းသာကုန်ပြီးပါတယ်ဗျစာအုပ်စတဲ့ကျွန်တော်ဒီယာတီကုန်ပေါ့ဗျယာတီကုန်ဒီကုန်ပြီးကျွန်တော်ရဲ့ဆွမ်းဆောင်မှုမူတည်ပြီးတော့သူတို့တွေဟွာပေါ့နော်ဥက္ကရာတို့ထပ်ပြီးတော့ဟွာပြဖို့စီစဉ်ရှိပါတယ်ဗျပေါ့ကျွန်တော်အသင်းမှာကျတော့အခုဟွာပေါ့နော်တိုင်းနယ်ပြည်နယ်ကိုခြေခံပြီးတော့လူငယ်များစုရေးထားများတယ်ပေါ့နော်အဲ့ဒါအောက်မှာကျွန်တော်တို့ကဒီဒုတိယကြော့မှာforeigner တွေရောလေရင် player တွေရောလေရင် CJ player ပေါင်းဆက်မှာဆိုတော့အကုန်လုံးချိုးစားညီနဲ့ဒီချာလေးပေါင်းဆက်သွားဖို့တော့ရွေးထားပါတယ်ခင်ဗျဟုတ်ကဲ့ဒီစိန်ခံမှုကတော့ bit ချလိုက်မှာခင်ဗျအများများပါတယ်ဥက္ကရာတို့ဟိုပါလေသူတို့ရဲ့ရီမန်ချက် plan ကိုကျွန်တော်ပြသထားပါတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ကတော့တပွဲချင်းစီမှာကောင်းဆုံးလှုပ်ဆောင်သွားပြီးတော့အစောမဲ့ဥက္ကရာတို့လိုလားအပ်တဲ့ဒီရမန်နန်မှာဟုတ်နော်ဟိုတန်းဝင်တဲ့အသင်းဖြစ်အောင်စူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ဗျကျွန်တော်ရှမ်းသင်းမှာပေါ့နော်ကျွန်တော် position တွေကထပ်နေတဲ့အတွက်ကျွန်တော်ပွဲမကစားရဘူးပေါ့နော်ဒါပေမဲ့ဒီရန်ကုန်စီးတီးအသင်းကကျွန်တော်ကိုရုံကြည်နဲ့လိုလားခေါ်တယ်အဲ့အတွက်ကျွန်တော်အကောင်းဆုံးပုံစံနဲ့လုပ်ပြပြင်သေးတယ်အဲ့အတွက်ကျွန်တော်ပြောင်းရွှေ့လာတာပါဟုတ်ဘောလုံးမတယောက်နေနဲ့ဆိုရင်တော့ကျွန်တော်တို့ကအမြဲတမ်း first line နဲ့ကိုကစားနေမှာကိုယ့်ရဲ့ performance တွေကအမြဲတမ်းကောင်းနေမှာဒီဘောနော်တိုင်းနဲ့မရတော့ဘူးမကစားတော့ဘူးပွဲတွေမကစားတော့ဘူးဆိုကျွန်တော်တို့ရဲ့ performance တွေကကျလာတယ်အဲ့အတွက်ကျွန်တော်တို့ကစားတဲ့အချိန်တိုင်းအဆင်မပြေတော့ဘူးเนาะဒီရန်ကုန်စီးတီးဆိုတာကလည်းရေရှည် plan ကိုကျွန်တော်ကြည့်တယ်ပြီးတော့ပတ်မှုအရန်အားကောင်းတယ်ကျွန်တော်အခုအောင်ကောင်းမှန်တို့ဝင်းနဲ့တို့ဒါလဲစင် player တွေနဲ့လည်းအတူပေါင်းဆက်ပြီးတော့ကျွန်တော်တို့သွားမှာပါဗျာဟုတ်ဒီနေ့စာချုပ်ကကျွန်တော်တို့တရားဒီအခုဒုတိယကြော့ရယ်လို့ကျွန်တော် 1+1 လို့ချုပ်ထားတယ်ဗျဟုတ်ရှိတဲ့ player နဲ့အခုကျွန်တော်အသစ်ရောက်တဲ့ player တွေတခြားစုစည်းနေကစားမယ်ပေါ့ဒါအပြင်ကျွန်တော်ကလီတူးတစ်ခုတည်းလဲညှော်လင့်ထားရတယ်မဟုတ်ဘူးကျွန်တော်မှဒီအသင်းမှာအသင်းပိုင်ရှင်တွေကလည်းတခြားရှင်းပြထားတယ်ငါတို့ဒီ plan တွေရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကကစားရင်းနဲ့ပြီးတော့မှမဟုတ်တာဆိုတော့ကျွန်တော်တို့အခု30နှစ်ပွဲပြီးရင်ပထမကြောပွဲပြီးရဲဆိုတော့ဒါပြီးရင်ကျွန်တော်တို့ဘာလဲလုပ်မယ်ပေါ့အတင်းဒီပြနဲ့တိုင်မင်းနဲ့ပဲဆက်သွားမယ်ပေါ့တေချာတခုကတော့ကျွန်တော်တို့လီတူးလီဝမ်တော့မရှိဘူးပေါ့ဒါမဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ကဒီကိုစလာတယ်ဆိုတာကြတော့ရိုးရှင်းပြောရင်အတင်းပိုင်ရှင်ရဲ့ပလန်သဘောကြောက်လာတာပေါ့ဆိုတော့ကြတော့အဲ့ plan တွေကိုတစ်စင်ကြီးသွားမှာပေါ့ဆိုတော့ကျွန်တော်လည်းအများကြီးဘာဖြစ်မယ်မပြောဘူးပေါ့အတင်းနဲ့အထိုင်ကျအောင်လုပ်မယ်တစ်စင်ကြီးပဲကျွန်တော်တို့ရောက်အောင်သွားမယ်ပေါ့ဟုတ်အဓိကတော့ကျွန်တော်တို့ကဟုတ်ပြီအတင်းကအဓိကတော့ဘယ် player ပဲဖြစ်ကျွန်တော်တို့ကဘုံသမားဘွားနားဝိုင်းအကုန်လုံးကမိသားစုဘဝကိုတက်တောင့်တက်တာနဲ့အေးချမ်းပဲနေကြတယ်ပေါ့ဆိုတော့ဒီဥစ္စာဒီနေရာမှာကျတော့အတင်းရဲ့ budget တို့ facility တို့ရှိသေးတယ်ဆိုတော့ဒီအတင်းကကျတော့ကျွန်တော်တို့အတွက် safe ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ဒါအပြင်အခုနကကျွန်တော်ပြောခဲ့သလိုပဲအတင်းရဲ့ plan တွေကောင်းတယ်ဆိုတော့ဒီ plan တွေတိုင်းမှာကျွန်တော်တို့တစင်ကြီးတွေပဲရအောင်သွားမယ်အတင်းပိုင်ရှင်အတင်းဥက္ကရာအတင်းဒူဥက္ကရာအကုန်လုံးကလည်းကျွန်တော်တို့ဘာပဲရှာမှအရင်မပေးဘူးဆိုတော့ကျတော့မိသားစုတို့လည်း safe ဖြစ်တယ်ကိုယ်လည်းဘောလုံးကစားတာပြောရဲဆိုရင်ဘယ်နေရာပဲဖြစ်အဆင်ပြေတယ်ပေါ့